ဒီဗီဒီယိုကတော့လီလံဆွဲတဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။လီလံဆွဲတော့မယ်ဆိုရင် on-site ဆိုတဲ့လီလံမှာကိုယ်တိုင်လာဆွဲတာရဲ့ online ဆိုပြီး live မော်ဟာဆွဲတာရဲ့2မျိုးရှိပါတယ်။ online မော်ဟာဆွဲရင်အစိမ်းရောင်နဲ့ပြပြီးတော့ on-site ကဆိုရင်အဝါရောင်နဲ့ပြပါတယ်။အမဲရောင်ကတော့လီလံဆွဲသူမရှိသေးတာပါ။ စိုက်ကဘတ်3သိန်းအောက်ဆိုရင်လီလံတစ်ခါပေး1000စီတက်ပါတယ်။3သိန်းအထက်ဆိုရင်2000စီတက်ပါတယ်။ကားတွေကြတော့ဘတ်3တန်းအောက်ဆို2000စီတက်ပြီးဘတ်3တန်းအထက်ဆိုရင်1000စီတက်ပါတယ်။ online ကနေလည်းဆွဲမယ်ဆို website ထဲဝင် register လုပ်ပြီးဆွဲနိုင်ပါတယ်။ on-site ကနေကတော့ service counter မှာလက်မှတ်ဝယ်ပြီးတော့ဒီလီလံကွင်းမှာလီလံလာဆွဲရတာဖြစ်ပါတယ်။လီလံဆွဲတဲ့အခါဘယ်လိုဆွဲရမလဲဆိုတော့မိမိဆွဲမဲ့ကားဆိုင်ကအလဲရောက်ရင်အဝါရောင်မြင်းထဲမှာနေပြီးမိမိလိုက်ချင်တဲ့ပမာဏအထိ10ကျဲစီသူများပေးလိုက်ပို့ပေးလိုက်တဲ့ပမာဏတိုးပေးသွားရပါတယ်။အပြိုင်ဆိုင်လာရင်အမြင့်ဆုံးပေးနိုင်တဲ့သူဟာလီလံအောင်သွားတာဖြစ်ပါတယ်။ဒါကတော့လီလံမှာလီလံဆွဲတဲ့ပုံစံဖြစ်ပါတယ်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။